ရွယ်ရောက်ပြည်သားလူတစ်ယောက်ဟာအလုပ်ကိုလက်ကြောမတင်ပဲစိတ်တန့်နဲ့ထမင်းစားခွင့်ရှိတာဆိုလို့ကိုမိဘရဲ့အိမ်ပဲရှိပါတယ်အရွယ်ရောက်ပြည်သားလူတစ်ယောက်ဟာကြိုက်တဲ့အချိန်အိတ်ကြိုက်တဲ့အချိန်ထကာလနဂါးကြီးလှုပ်ခွင့်ဖြစ်ခွင့်ရှိတာဆိုလို့ကိုမိဘရဲ့အိမ်ပဲရှိပါတယ်အရွယ်ရောက်ပြည်သားလူတစ်ယောက်ဟာမစားမတော့ပဲစိုးကောက်နေတဲ့အချိန်ထမင်းစားဖို့အတွက်မရမကချော့ခေါ်ပြီးကြွေးတက်တာကိုရဲ့မိဘပဲရှိပါတယ်ကိုလမလကိုလူစင်မီမီကိုကောင်းမကောင်းကိုတော်မတော်ကိုပေါ်မှာမေတ္တာစေတနာတွေမပြတ်တာအနန္တကျေးဇူးရှင်ကိုရဲ့မိဘနှစ်ပါးပဲရှိပါတယ်ကိုမိဘကသူများတွေလိုမချမ်းသာလို့ကိုရဲ့မိဘကသူများတွေလိုပညာမတတ်ခဲ့လို့ကိုရဲ့မိဘကသူများတွေလိုလူစင်မမီလို့ကိုမိဘရဲ့အလုပ်အကင်တွေကသူများတွေလိုအဆင့်အတန်းမမီလို့ဆိုပြီးစိတ်အလိုမကျမဖြစ်ပါနဲ့မရှက်ပါနဲ့မလေးမစားမလုပ်ပါနဲ့အထင်အမြင်မသေးပါနဲ့လူရမသွင်းမဆက်ဆံပါနဲ့နောက်ဆုံးအနေနဲ့ကျေးဇူးမဆက်နိုင်နေပါစေကျေးဇူးတော့မကမ်းမိပါစေနဲ့လောကကြီးမှာဘာဖြစ်ရမှမရှိပဲကိုယ်စိတ်ကြိုက်စိတ်လို့ကိုလို့တက်တောက်တက်တာစားတော့နေထိုင်ခွင့်ရှိတာကိုမိဘအိမ်တအိမ်ပဲရှိပါတယ်ဒဇိမ့်လူတွေဆိုတာကိုယ့်ရဲ့လုံနိုင်စွမ်းအားတစ်ခုတည်းအပေါ်မှာသာမူတည်ပြီးကိုယ့်ရဲ့တန်ဖိုးကိုဆုံးဖြတ်ကြတာပါဒဇိမ့်တွေဆိုတာကိုလုံနိုင်တော့အချိန်ပဲကိုကြည်ဖြူကြမှာပါကိုမလုံနိုင်တဲ့အခါကျရင်တော့ကိုဘသူကမှတန်ဖိုးထားမှာမဟုတ်သလိုဘသူကမှလည်းကိုထမင်းတနတ်အလကားခေါ်ကြွေးမှာမဟုတ်ပါဘူးတိုက်တာအဆောက်အဦးတွေကိုမဆိုထားနဲ့တဲအိမ်ကိုပြက်လေးဖြစ်နေပါစေကိုမိဘအိမ်မဟုတ်ရင်ကိုရဲ့စိတ်တိုင်းကြနေထိုင်စားတော့ခွင့်မရှိပါဘူးလောကကြီးမှာမိဘဆိုတာအစားထိုးလို့မရဘူးဆုံးရှုံးပြီးမှမိဘရဲ့ကျေးဇူးတရားတွေကိုသိမဲ့အစားတက်ရှိထင်ရှားရှိနေချိန်လေးမှာတန်ဖိုးထားပြီးဆက်ဆံပေးပါမိဘကျေးဇူးဆက်နိုင်သောသားကောင်းသမီးကောင်းများဖြစ်နိုင်ကြပါစေနားဆင်နေသောစာပေချစ်သူတဦးတစ်ယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ